အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပါဝင်ပစ္စည်းမှာဆုံးမမင်းလည်းမပါဘဲနဲ့ရွယ်ကူရုပ်ရှင်နဲ့တရတီတောင်းလေးလောက်ပြလာမှာဖြစ်ပါတယ်။ရေဆိုအိမ်ပြန်တရတီနှလုံးဆက်လိုက်ပါတယ်။စုပ်ပြီးစွာနဲ့ဖျင်းဖြတ်ခေါင်းဖြတ်ပြီးတော့ခွန်လီတားလေးနဲ့နှွားပေးပါတယ်။တရတီနှလုံးရပြီစွာနဲ့ဓာတ်လေးနဲ့ပေါက်လိုက်ပါတယ်။ဓာတ်လေးနဲ့ပေါက်ထားတာလေးကိုထောင်းမှာဖြစ်ပါတယ်။ဒီရုပ်ဒီနဲ့စက်တုံးပြီးအရင်တော့ဆုံးနဲ့ထည့်ထားပါတယ်။ဆုံးနဲ့ထည့်ထောင်းပြီးစွာနဲ့တရတီလေးကိုပေါက်ထားပြီးတရတီလေးကိုထည့်လိုက်ပါမယ်။စားထဲနဲ့ဟင်းမုံထည့်ပါမယ်ပြီးပြီဆိုတော့ငပိရတော့ငပိတောင်းကိုပဲတုံးထားလိုက်ပါတယ်ငပိတောင်းထည့်လိုက်ပါမယ်ဒီရုပ်ဒီအမုံလေးထည့်လိုက်ပါမယ်ကိုအဆက်ကြိုင်ချက်တော့ထည့်လို့ရပါတယ်ပြီးရနဲ့ချက်တွန်းနေလီထားပြီးသားလေးတွေထည့်လိုက်ပါတယ်ချက်တွန်းနေထည့်ကြအပြင်ချက်တွန်းနေရအချင်းတက်ကိုပြန်ထိမ့်ပေးပါတယ်ဒါပစံကြောက်တွေပါတယ်လုံးဝမပေါပါဘူးဒီတိုင်းလေးကိုစားလို့တော့ကောင်းပါတယ်ကိုညက်တကြံဒီခက်ညက်အောင်ထောင်းလို့ရပါတယ်ဒါကတည်းကတောင်ရရှိပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်